ငါဂယုတဆိုင်နဲ့ဓာတ်ကိုမြေပြင်ပေါ်မှာထားလိုက်ပြီးနောက်တော့အလင်းမမောပဲအပေါ်ကိုတက်ရက်လိုက်တယ်တစ်သားဓာတ်ပြန်ကတဖြည်းဖြည်းမြင့်တက်လာပြီးအမြန်နှုံးလည်းတဖြည်းဖြည်းတိုးလာတယ်တောင်ထိပ်တွေကကြည့်ရတာအောက်ကပိုပြီးသေးသွားတယ်လို့မြင်ရတယ်မဟုတ်ဘူးတခုခုလိုနေတယ်လို့ပဲလို့ငါစဉ်းစားလိုက်ပြီးဖုန်းကိုထုတ်ကတချင်းတစ်ပုတ်ဖွင့်လိုက်တယ်ဒီတခါတော့တကယ်လိုက်ဖက်သွားပြီငါကဝမ်းသာပျော်ရွှင်ပြီးဝမ်းချင်းတောင်ပေါ်မှာလေထဲကနေပြန်တန်းနေတဲ့ငါထွက်သွားပြီးမကြခင်မှာပဲတောင်ပေါ်မှာစခန်းချနေသူတချို့ကမယုံနိုင်တော့အောင်ကောင်းကင်ကိုမောကြည့်ကြနေတယ်သူတို့တယောက်နဲ့တယောက်မယုံကြည်နိုင်စွာကြည့်နေကြတယ်ဓာတ်ပေါ်မှာပြန်နေတဲ့နှစ်သားသားဘသူမှတ်တမ်းတင်ထားလဲငါမှတ်တမ်းတင်ထားတယ်အွန်လိုင်းတင်လိုက်ရင်တေချာပေါက်ဟုတ်ဖြစ်တော့မယ်ညအချိန်မှာငါအိမ်ပြန်ရောက်လာပြီးအလွန်ပင်ပန်းနေတဲ့အတွက်တိုက်ရိုက်အိယာဘောကိုလဲကျပြီးနှစ်ချိုက်စွာအိပ်ပျော်သွားတယ်ငါမသိတာကဒီဖြစ်ရက်ကဝမ်းချင်းတောင်တစ်ခုလုံးကိုဘလောက်ကြီးမားတဲ့အံ့ဩစေမှုဖြစ်စေခဲ့တယ်လဲဆိုတာပါပဲဝမ်းချင်းတောင်မှာတယောက်ကနှစ်ဓာတ်ပြန်ကိုမြင်ခဲ့တယ်ဆိုတဲ့သတင်းကချက်ချင်းပဲကြောကြားမှုစည်ရင်းနဲ့ဝင်သွားတယ်ထူးဆန်းစွာပဲအဲ့ဒီတောင်ပေါ်မှာဘုံကြီးကျောင်းတစ်ခုရှိပြီးအဲ့ဒီကျောင်းကလည်းအရန်ပျက်စီးနေပြီးမထင်ရှားဘူးဒီလိုဖြစ်တာဟာကိုဖုံးကွယ်ထားတာမဟုတ်ဘူးလားလို့လူတွေစဉ်းစားကြတယ်အွန်လိုင်းမှာလူတွေကဝမ်းချင်းတောင်ကကျောင်းထဲမှာတကယ်ကိုမော်ပညာသင်ကြားနေသူရှိတယ်လို့အမျိုးမျိုးခံမှန်းပြောဆိုကြတယ်။နောက်နေ့မနက်မှာဝမ်းချင်းတောင်ကျောင်းကိုလူတွေတစုတစည်းနဲ့အပြည့်အဝဝိုင်းထားကြတယ်။လီယန်ရဲ့ဆရာကမနက်စောစောလာကြည့်ပြီးအရန်အားတင်သွားတယ်။ဒီလူတွေကတန်ကားလာတောင်းတာမဟုတ်ဖျားဘူးလာတာလည်းမဟုတ်ပဲရောက်လာချင်းနှစ်ဓာတ်ပြန်ကိုတွေ့ဘူးလားလို့သာမေးကြတယ်ဒါပေမဲ့မကြခင်မှာပဲဆရာတော်ကဒီဟာအရန်ကြီးမားတဲ့အံ့ဩစရာတစ်ခုဆိုတာနားလည်သွားတယ်။တောင်ကျောင်းတစ်ခုလုံးရဲ့စပီကာတွေမှာတော့အဲ့ဒီတခြင်းကိုပြန်ဖွင့်ထားလိုက်တယ်။လူတွေမေးတိုင်းသူပြန်မဖြေပဲအပြုံးတစ်ခုပဲပြုံးနေတဲ့ဒါကပိုပြီးလူတွေကိုအတွေးတွေဝင်စေခဲ့တဲ့ဒီမြင်ကွင်းကိုမြင်လိုက်တဲ့ကိုရန်ဖုန်းကြီးကျောင်းကဖုန်းကြီးတွေတောင်အံ့ဩပြီးဖျားဝတ်ပြူတာမလို့တော့ဘူးဓာတ်ရိုက်မော်ပညာသင်ရတော့မလားလို့ပြောကြတယ်ငါလည်းဒီကြော်ကြားနေတဲ့သတင်းကိုမြင်ပြီးမရက်မနာပြုံးမိတယ်အခုတော့လီယန်ကအလုရှုံနေလောက်ပြီးနောက်တစ်ခါထပ်ပြန်တန်းဖို့အခွင့်အရေးရှာရမလားလို့တွေးမိတယ်တစ်ဖက်မှာတော့ချင်းဟန်ကလေဖီအားနဲ့လက်လျှောက်လာပြီးတလန်းလုံးမရက်မနာလက်လျှောက်နေတဲ့ထပ်ပြီးအနောက်ကလိုက်လာမဲ့သူတွေကိုတွေးမလားဆိုပြီးစိုးရိမ်နေတယ်ကံကောင်းစွာဒီနေ့တော့သူ့အတွက်ကံကောင်းတယ်ဘာအန်ရမှမတွေ့ပဲမနေ့ရောက်ခါနီးမှာပဲသူလာရတို့ရောက်လာခဲ့တယ်အဝေးကနေကြည့်လိုက်တော့တဲကန်တာရလို့၆တွေ့နေတဲ့မြေပြင်ပေါ်မှာအုပ်စုလိုက်ဝိုင်းထားကြတဲ့လူတဝက်တိရစ္ဆာန်တွေရဲ့စခန်းတွေကိုမြင်ရတယ်သူတို့ကမိုးကြိုးတောင်ကိုလုံးဝပိတ်ဆို့ထားပြီးကောင်းကင်မှာကောမြေပြင်မှာကောဝိုင်းထားကြတဲ့ချင်းဟန်ကမိမိလာရလမ်းမှာထားခဲ့တဲ့စက်တရီယာတိစောက်မှုတွေကိုအသုံးပြုပြီးဂယုတဆိုင်နဲ့မိမိရဲ့အဆောင်ထဲကိုပြန်ဝင်သွားမဲ့အချိန်မှာချင်းဟန်ဆိုတဲ့အတန်တစ်ခုကနောက်ကနေလှမ်းခေါ်တာကြားလိုက်ရတယ်သူပြန်လှည့်ကြည့်လိုက်တော့ခန္ဓာကိုယ်ပပလေးနဲ့မိန်းကလေးတစ်ယောက်သူ့နောက်မှာရက်နေတယ်